ကိုတော်မြတ်ပွဲတော်တည်ရင်မနဲ့ကတခုစဉ်းစားမိတယ်ဟဲ့မမလဲတော်မူပါဗျာကျက်ဥဘဲဥငုံဥဥတကာဥထဲမှာဘဲဥဟာအစိမ့်ဆုံးလေလို့ငါကိုတော်မြတ်သွားစဉ်းစားမိတဲ့ကွယ်ငမို့ရဲ့မှန်လားဥတကာဥထဲမှာဖို့ဥဟာအစိမ့်ဆုံးပါဗျာကျဲဥကလည်းအစိမ့်တာဟဲ့မှန်လားဖို့ဥသာလည်းအစိမ့်ဆုံးပါဗျာဘဲဥရောမစိမ့်လို့လားမှန်လားပါဖို့ဥသာလည်းအစိမ့်ဆုံးပါဗျာဟဲ့ဖို့မပါနင်ကဖူးဘက်ကရှိနေလားဖို့ဥသာလည်းအစိမ့်ဆုံးလို့ဖို့ဥဘက်ကအခမဲ့ရှင်းနေလိုက်ပြရကြောင်းပါဗျာဖို့ဥသာလည်းအစိမ့်ဆုံးပါဗျာဟဲ့ဖို့မပါမင်းလူလိုက်မင်းကြိုက်ဆောင်ရင်အိုတောင်မစီးရဘူးဆိုတာနင်မသိလေရောသလားမှန်လားပါကျွန်တော်မျိုးဖော်လို့မလိုက်တဲ့ကြောင်းပါဗျာဖို့ဥသာလည်းအစိမ့်ဆုံးပါဗျာပညာရှိစကားညံ့ရပါတယ်ဗျာဆိုခဲ့သည်ညံ့နေပါဗျာရှိစီတော့မောင်မင်းစကားမောင်မင်းမြဲမြဲမှတ်ထားတော့ဗါတဲ့ဖို့ဥသာလည်းအစိမ့်ဆုံးပါဗျာ